မင်းကြီးဟာငရဲမင်းကြီး10ပါးနဲ့တွဲဆုံပြီးလို့လူပြေကိုအပြန်လမ်းမှာစိုးသွမ်းသူများတေဆုံးမျိုးတော်ကိုဖျက်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာကြောင်းဝက်ဖယ်ကောင်းတဲ့ဝိညာဉ်စိုးတွေထောင်ထဲချီပြီးလမ်းမပေါ်ကိုထွက်လာကြပါတယ်။ကဲအားလုံးပဲမင်္ဂလာပါ။ The Great Site Library ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့မနေ့ကအဆက်ဖြစ်တဲ့ဂျာနေတူးတဲ့ဝက်ထဲကထန်ဆန်းဆရာတော်အကြောင်းနဲ့တကက်သမိုင်းနဲ့ထန်ဆန်းဆရာတော်အကြောင်းပတ်2ကိုတင်ဆက်ပေးသွားမှာပါ။ကဲဆက်လိုက်ကြရအောင်။သူတို့တွေဟာထမ်းမင်းကြောက်စေပွဲမှာတေဆုံးခဲ့ရတဲ့သူတွေဖြစ်ပြီးငါတို့ကိုပတ်စံပေးမဟုတ်ရင်မင်းကိုလူပြေပြန်မလို့ဘူးဆိုပြီးဝိုင်းဝန်းတားဆီးကြပါတော့တဲ့လူပြေမှာဘလောက်ပဲချမ်းသာတဲ့ဘရင်ဖြစ်ပါစေငရဲပြေကိုတော့ပိုင်ဆိုင်မှုတွေယူလာလို့မရတဲ့အတွက်ထမ်းမင်းကြီးခမအကြက်ရိုက်သွားခဲ့ပါတယ်ဒီလိုနဲ့ထမ်းမင်းကြီးခတ်တွေ့နေချိန်မှာပဲငရဲစရိတ်ဆွေကျဲကအကြံတစ်ခုပေးခဲ့ပါတယ်အဲ့ဒါကတော့လူပြေကရှမ်းလျံဆိုတဲ့သူရဲ့ငရဲဗန္နာတိုက်ထဲမှာအပ်ထားတဲ့ပတ်စံတွေကိုခိတ္တချေးယူဖို့ပါပဲထူးဆန်းတာကရှမ်းလျံဟာလူပြေမှာအရန်ဆင်းရဲတဲ့ရေထမ်းသမားတစ်ယောက်ပါဒါပေမဲ့ तू ကနေတိုင်းကုသိုလ်ကောင်းမှုတွေလုပ်လေရှိတာကြောင့် तू လုပ်ခဲ့တဲ့ကုသိုလ်တွေဟာငရဲပြည်မှာတော့ရွှေငွေ73လဲသီးစာအထိစုမိနေခဲ့တာဖြစ်ပါတယ်ထမ်းမင်းကြီးဟာရှမ်းလျံရဲ့အမိနဲ့ပိုက်ဆိုင်တွေကိုချေးယူပြီးဝိညာဉ်စိုးတွေကိုဝေပေးလိုက်တော့မှပဲလမ်းပွင့်သွားခဲ့ပါတယ်ဝိညာဉ်တွေရဲ့ရန်ကလွတ်မြောက်သွားတဲ့အခါမှာတော့ကွယ်ရင်မယ်ရောရဲ့တပည့်မူကြားကထမ်းမင်းကြီးကိုလာရောက်ကြိုဆိုပါတယ်မူကြားကထမ်းမင်းကြီးကိုဘေးကင်းအောင်လမ်းပြခဲ့ပြီးငရဲပြည်ရဲ့အမောင်တူထဲမှာဘယ်တော့မှနောက်ကိုလှည့်မကြည့်ဖို့အထူးတတိပေးခဲ့ပါတယ်သူတို့နှစ်ဦးကအသက်ပြန်ရှင်ချင်းတရားကိုဖျက်ကျော်ပြီးလူပြည်နဲ့ငရဲပြည်ရဲ့အဆက်ဖြစ်တဲ့တေချင်းနဲ့ရှင်ချင်းတကားဝနာကိုရောက်ရှိလာခဲ့ပါတယ်တကားဝကိုရောက်တဲ့အခါမှာတော့မူကြားဟာထမ်းမင်းကြီးကိုမြင်းပေါ်ကနေသွားတော့မင်းကြီးဆိုပြီးအရှိန်နဲ့တွန်းချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲထမ်းမင်းကြီးဟာလူပြည်ကသူ့ရဲ့ရုံလောင်းထဲကိုဝင်းကျင်ပြန်ဝင်သွားပြီးဟင်းကနေတက်ပြင်းချကတေယာကနေပြန်လဲနိုးထလာခဲ့ပါတယ်ဒါထမ်းမင်းအတွက်တော့ကုသိုလ်တရားရဲ့တန်ဖိုးကိုတိသွားစေတဲ့သင်္ကန်းစာတစ်ခုဖြစ်ုံတင်မကနောက်ပိုင်းမှာထန်ဆန်းကိုနောက်ဘက်စီပိဋကတ်သုံးပုံသွားပင်ခိုင်းမှုဖြစ်လာစေတဲ့အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်ထမ်းမင်းကြီးရဲ့ဝိညာဉ်ဟာငရဲပြည်ကနေပြန်လာပြီးအလောင်းပြင်ထားတဲ့သူ့ရဲ့ရုပ်ခန္ဓာကိုယ်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်အဲ့ချိန်မှာနန်းတော်တစ်ခုလုံးကမင်းကြီးနိုးလာတာကိုမြင်တော့အံ့ဩဝမ်းသာဖြစ်ကုန်ကြပါတယ်ဒါပေမဲ့မင်းကြီးဟာနိုးချင်းမှာပဲငရဲဆိုတာတကယ်ရှိတယ်ငါရဲ့အပြစ်တွေကိုစေးကြောရမယ်ဆိုပြီးချက်ချင်းအမိန့်တော်ထုတ်ပြန်ခဲ့ပါတယ်အကျဉ်းသားများကိုလွှတ်ပေးခြင်းမင်းကြီးဟာငရဲပြည်မှာဝိညာဉ်တွေဒုက္ခရောက်နေတာကိုမြင်ခဲ့ရတဲ့အတွက်လူပြည်မှာရှိတဲ့အကျဉ်းသားတွေကိုတနာညာတာပြီးလူငိမ့်ချမ်းသာခွင့်ပေးခဲ့ပါတယ်ဒါဟာသူကိုယ်တိုင်မြင်ခဲ့ရတဲ့အကုသိုလ်တွေကိုကုသိုလ်နဲ့ပြန်လဲလှယ်လိုက်တာပါတရားပွဲကြီးကျင်းပနေတုန်းမှာကွယ်ရင်မဲတော်ဟာဖုန်ကြီးအိုကြီးအတွင်းနဲ့ပေါ်လာပြီးရွှန်ကျန်းအောင်ပြောခဲ့ပါတယ်အခုမင်းတို့ဟောနေတဲ့တရားတွေဟာဝိညာဉ်တွေကိုအပြည့်အဝမကယ်တင်နိုင်ဘူးအနောက်ဘက်ကပိဋကတ်သုံးပုံမှသာဝိညာဉ်တွေကိုငရဲကနေကျွတ်လို့စေမှာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်အဲ့ဒီစကားကိုကြားတဲ့အခါမင်းကြီးဟာငရဲပြည်ကမြင်ကွင်းတွေကိုပြန်လဲမြင်အောင်သွားပြီးဘယ်သူများဒီခီးကိုသွားပြီးပိဋကတ်တော့ပင်းဆောင်မလဲလို့မေးမြန်းခဲ့ပါတယ်အဲ့ချိန်မှာပဲရွှန်ကျန်းဆရာတော်ကရှေ့ကိုထွက်ပြီးကျွန်တော်မျိုးသွားပါမယ်လို့ပြောဆိုလိုက်ပါတယ်ထမ်းမင်းကျင်းပတဲ့တရားပွဲကြီးရဲ့အထွတ်ထိပ်ချိန်မှာဘုန်းကြီးကိုအသွင်နဲ့ရောက်နေတဲ့ကွယ်ရင်မယ်တော်ဟာအဖိုးမပြတ်နိုင်တဲ့ရတနာနှစ်ပါးကိုပြသခဲ့ပါတယ်ဒီရတနာတွေဟာရိုးရိုးပစ္စည်းတွေမဟုတ်ပဲတခုကြီးစီမှာထူးဆန်းတဲ့တကိုးစွမ်းတွေရှိနေပါတယ်နံပါတ်1ရတနာ9ပါးစီချဲထားသောသင်္ကန်းဒီသင်္ကန်းဟာအလွန်လှပယုံနေမကပါဘူးဒီသင်္ကန်းကိုဝတ်ဆင်ထားတဲ့သူဟာငရဲကိုမကြရောက်နိုင်ပါဘူးမိစ္ဆာတို့ရဲ့ဘေးအန္တရာယ်ကနေကင်းဝေးစေပါတယ်တော်ရင်တိရစ္ဆာန်တွေရဲ့အန္တရာယ်ကိုလည်းကာကွယ်နိုင်ပါတယ်ဒီသင်္ကန်းကိုဝတ်ထားရင်မိကွင်းစေတယ်လို့လည်းဆိုပါတယ်ရွှေစလဲကိုကွင်းတောင်ဝေးဒီတောင်ဝေးမှာရွှေကွင်းကိုကွင်းပါရှိပါတယ်ဒီတောင်ဝေးကိုကင်ထားတဲ့သူကအစိတ်ရှိတဲ့သရဝတွေရဲ့ရန်ကနေကင်းဝေးစေသလိုလန်ခီးမှာရှိတဲ့မိစ္ဆာအမောင်တူးတွေကိုဖယ်ရှားနိုင်တဲ့တကူလည်းရှိပါတယ်ထန်ဆန်းဆရာတော်အတွက်ဒါဟာလမ်းလျှောက်တဲ့တောင်ဝေးတက်တက်မဟုတ်ပဲနတ်ဖျားတွေရဲ့အကာအကွယ်ကိုရရှိထားတဲ့အမှတ်သားပါပဲသူကဒီသင်္ကန်းကိုရောင်းဖို့အတွက်ကြီးညာလိုက်တဲ့အခါဈေးနှုန်းကလူတိုင်းကိုအားအသင့်သွားစေပါတယ်မေတော်ကဒီသင်္ကန်းကိုငွေသားပေါင်း9000တောင်ဝေးကိုငွေသားပေါင်း2000လို့ဈေးခေါ်လိုက်ပါတယ်အဲ့ဒီခေတ်ကအဲ့ဒီဈေးနှုန်းဟာအင်ကြီးအိမ်ကောင်အလုံးပေါင်းများစွာဝယ်ယူလို့ရတဲ့ပမာဏအထိကြီးမားပါတယ်မင်းကြီးကငွေပေးပြီးဝယ်ဖို့ပြင်ပေမဲ့မေတော်ကဒီသင်္ကန်းဟာသူတော်တင်ရွှန်ဆန်းအတွက်ပဲဖြစ်ရမယ်လို့ပြောပြီးငွေတပြားမှမယူပဲထမ်းမင်းကြီးကိုပေးအပ်ခဲ့ပါတယ်ထမ်းမင်းကြီးဟာသင်္ကန်းနဲ့တောင်ဝေးကိုငွေတပြားမှမယူပဲပေးခဲ့တဲ့ဖုန်ကြီးအိုကျေးဇူးတင်စကားပြောဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲမေတော်ကမူလအသွင်ပြောင်းကကောင်းကင်ဘုံကိုပြန်တက်သွားပါတယ်ထမ်းမင်းကြီးအခုတင်တို့ရွတ်ဖတ်နေတဲ့တရားတွေဟာ
မကျွတ်မလွတ်သေးသူတွေကိုအပြည့်အဝမကယ်တင်နိုင်သေးဘူးအနောက်ဘက်မှာရှိတဲ့ပိဋကတ်၃ပုံကိုပေးဆောင်နိုင်မှသာဝိညာဉ်တွေဟာငရဲကနေကျွတ်လွတ်ပြီးတန်တရားကနေလွတ်မြောက်နိုင်မှာဖြစ်တယ်လို့မေတော်ဟာမိန့်ကြားပြီးရောင်စုံတိမ်တိုက်တွေနဲ့အတူအနောက်ဘက်ကောင်းကင်ယံကိုပြန်တက်ပြောက်ကွယ်သွားပါတော့တယ်မင်းကြီးဟာအဲ့ဒီနေရာမှာတင်ပကြီးဆရာတွေကိုခေါ်ပြီးမေတော်ရဲ့ပုံရိပ်ကိုမှတ်တမ်းတင်ခိုင်းခဲ့ပါတယ်ဒီဖြစ်ရကြောင့်ပဲထံမင်းကြီးဟာအနောက်ဘက်ခီးစဉ်ကိုတန်တရားမရှိတော့ပဲထန်ဆန်းဆရာတော်ကိုယုံကြည်စိတ်ချစွာနဲ့ဆေလွတ်ဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်မင်းကြီးဟာဆရာတော်ကိုဘယင်နဲ့ယဟန်ဆက်ဆံရေးမျိုးမဟုတ်ပဲညီကိုရင်းဖြစ်တစ္ဆာဆိုခဲ့ပါတယ်မင်းကြီးကဆရာတော်ဟာကျွန်ုပ်ရဲ့ညီတော်ပါပဲလို့ကြေညာလိုက်ပြီးဆရာတော်ကိုထန်ဆန်းကျန်းဆိုတဲ့ဘွဲ့အမည်ကိုပေးအပ်ခဲ့ပါတယ်ထန်ဆိုတာကတော့မင်းကြီးရဲ့အနွယ်တော်အမည်ဖြစ်ပြီးစန်းကျန်းဆိုတာကပိဋကတ်တော်ကိုပေးဆောင်မဲ့သူလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်ဆရာတော်ဟာထန်မင်းကြီးရဲ့တရားဝင်ကိုယ်စားလှယ်တော်ဖြစ်သွားခဲ့ပါတယ်ထန်ဆန်းဆရာတော်ရဲ့အနောက်ဘက်ခီးစဉ်စတင်တဲ့နေ့မှာပဲထန်မင်းကြီးကိုယ်တိုင်နန်းတော်တကားဝအထိထွက်ပြီးနှုတ်ဆက်ခဲ့ပါတယ်ဒီခန်းမှာမင်းကြီးပေးလိုက်တဲ့ပစ္စည်းတွေဟာဆရာတော်အတွက်တည်းမကပဲဇလန်းတစ်ပုဒ်လုံးအတွက်အရေးပါတဲ့အမှတ်အသားတွေဖြစ်လာခဲ့ပါတယ်မင်းကြီးဟာပထမဆုံးအနေနဲ့ခရီးသွားလာခွင့်အမိန့်တော်စာအုပ်ကိုပေးအပ်ခဲ့ပါတယ်အဲ့ဒီခေတ်ကနိုင်ငံတစ်ခုကနေတစ်ခုကိုဖျက်ဖို့ဆိုတာအလွန်ခက်ခဲပေမဲ့ဒီစာအုပ်ပါရင်တော့ဘယ်ဘရင်ကမှမတားရဲတဲ့တော့ပါပဲနောက်တစ်ခုကတော့ခရမ်းရွှေရောင်တပိတ်တော်ပါဆရာတော်လန်ခီမှာစွန့်ခံတဲ့အခါအသုံးပြုဖို့ပေးလိုက်တာပါဒီတပိတ်ဟာဇလန်းအဆုံးမှာဗုဒ္ဓစီရောက်တဲ့အချိန်တရားဓမ္မနဲ့လဲလှယ်ရမယ့်အဖို့တန်ပစ္စည်းဖြစ်လာမှာပါဆရာတော်မင်းဘော်တက်ခန့်နီးမှာမင်းကြီးကနှုတ်ဆက်အရက်ခွက်ကိုကမ်းပေးလိုက်ပါတယ်ဆရာတော်ကခွက်ကိုလှမ်းယူလိုက်တဲ့အချိန်မှာမင်းကြီးကငုံပြီးမြေကြီးပေါ်ကမြေတဆုပ်ကိုယူကခွက်ထဲကိုထည့်လိုက်ပါတယ်ဆရာတော်ကအန်အောပြီးကြည့်နေတဲ့အခါမင်းကြီးကဒီလိုမိန်ကြားပါတယ်ညီတော်ခီးလန်းမှာတပားပြည်ကရွှေတပိတ်တာကိုချစ်တာထက်မိမိဇာတိမြေကမြေတဆုပ်စာကိုပို့ပြီးချစ်ခွင်တဲတာပါလို့ဆိုခဲ့ပါတယ်ဒီစကားကဆရာတော်ကိုဘလောက်ဝေးတဲ့အရက်ကိုပဲရောက်မိမိရဲ့ဇာတိမြေနဲ့အမျိုးဘာသာသာသနာကိုမမေ့ဖို့သတိပေးလိုက်တဲ့အလွန်နက်နဲတဲ့နှုတ်ဆက်စကားပဲဖြစ်ပါတယ်ပြီးတော့မင်းကြီးကဆရာတော်ကိုထပ်မေးလိုက်ပါတယ်ညီတော်ဒီခကြီးကဘလောက်ထိကြာမှလဲဆိုပြီးဆရာတော်ပြန်ဖြေခဲ့တာကတော့အရှင်မင်းကြီးကျွန်တော်မျိုးအစွမ်းကုန်ကြိုးစားပါမယ်အကြာဆုံး3နှစ်အတွင်းမှာပိဋကတ်တော်တွေနဲ့အတူတိုင်းပြည်ကိုပြန်လဲရောက်လာပါမယ်လို့ဂရီပေးခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့လန်ခီယာကြမ်းတမ်းလုံးတာကြောင့်ဆရာတော်ဟာ3နှစ်မဟုတ်ပဲ14နှစ်တိုင်တိုင်ကြာမြင့်သွားခဲ့ပါတယ်ထန်ဆန်းဆရာတော်ရဲ့အသားကိုစားရင်တကယ်ထာဝရရှင်သန်နိုင်လားဒီမေကုန်းနဲ့ပတ်သက်ပြီး theory လေးတွေရှိပါတယ်တချို့ကပြောကြတာကတော့ကွယ်ရင်မေတော်ကိုယ်တိုင်ကထန်ဆန်းဆရာတော်ကိုဒုက္ခ82ခုပါရမီဖြည့်နိုင်အောင်မိစ္ဆာတွေကြားမှာငစာအဖြစ်သတင်းလွှင့်ခဲ့တာလို့ပြောကြပါတယ်တချို့ကတော့ထန်ဆန်းကရွှေရောင်ပစင်းဝင်သားတာဖြစ်လို့တကယ်ထာဝရရှင်သန်နိုင်တယ်လို့ပြောကြပါတယ်ဒါပေမဲ့ရှားဦးချင်းဟာထန်ဆန်းရဲ့အရင်9ဘဝသလုံးကိုစားခဲ့ပေမဲ့အစွမ်းကိုမရရှိခဲ့ပါဘူးတချို့ကပြောကြတာကတော့အရင်9ဘဝသလုံးပါရမီဖြည့်ခဲ့လို့ယခု10ဘဝမြောက်ထန်ဆန်းရဲ့အသားကသာထာဝရရှင်သန်နိုင်မယ်လို့ဆိုကြပြန်ပါတယ်ဒါပေမဲ့မိစ္ဆာတော်တော်များများဟာထန်ဆန်းရဲ့အသားကိုစားဖို့နေသာဝူခုံးရဲ့ဒုတ်ချက်အောက်မှာပဲအသက်ပြောက်ခဲ့ရပါတယ်ခရီးစတွင်ထွက်ခွာခြင်းထန်မင်းကြီးဟာဆရာတော်ထန်ဆန်းတပါးတဲ့ပင်ပန်းမှာဆိုလို့နန်းတော်ကခွန်အားဗလာကောင်းတဲ့စစ်တီတော်2ယောက်ကိုအဆောင်ရှောက်အဖြစ်ထည့်ပေးလိုက်ပါတယ်သူတို့ကဆရာတော်ရဲ့မြင်းကိုထိမ့်ပေးရတယ်လို့အဝေစားနဲ့စွန့်ချက်တဲ့ပစ္စည်းတွေကိုလည်းပခုံးနဲ့ထမ်းပြီးလိုက်ပါပေးခဲ့ကြရတာပါဒါဟာဝူခုံးအရင်ဆရာတော်ရဲ့ပထမဦးဆုံးတပည့်2ဦးပါထန်ဆန်းဆရာတော်ဟာတိုင်းပြည်နယ်သက်ဖြစ်တဲ့စွမ်းနှမ်းကြံမျိုးကနေထွက်ခွာလာပြီးတိတ်မကြခင်မှာပဲပထမဦးဆုံးဘေးအန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်ဆရာတော်ဟာသူနဲ့အတူပါလာတဲ့တပည့်2ယောက်မြင်း2ကောင်နဲ့ခီးဆက်လာရင်အမောင်တူထဲမှာလမ်းမပြီးကြားရင်းတစ်ခုတည်းကိုကြာသွားခဲ့ပါတယ်အဲ့ဒီကျွင်းထဲမှာရင်းထက်ကျန်းလို့ခေါ်တဲ့မိစ္ဆာဘရင်နဲ့အတူဝဝုံမိစ္ဆာနွားမိစ္ဆာတို့ကထန်ဆန်းတို့ကိုဖမ်းဆီးခဲ့ကြတာပါမိစ္ဆာတွေဟာဆရာတော်တို့3ယောက်စလုံးကိုဖမ်းဆီးပြီးတိုင်မှာတောင်းတောင်ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာတကယ့်ကိုကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့ပါတယ်မိစ္ဆာတွေဟာထန်ဆန်းဆရာတော်ရဲ့ရှေ့မှာတင်တပည့်2ယောက်စလုံးကိုအရှင်လက်လက်လှီးပြတ်စားတော့ပစ်လိုက်ကြပါတယ်အသားတွေကိုတော့သူတို့စားတော့ခဲ့ကြပြီးအယိုးတွေကိုတော့မိစ္ဆာငယ်လေးတွေကိုကျွေးခဲ့ကြပါတယ်ဆရာတော်ဟာဒီမြင်ကွင်းကိုကြည့်ပြီးအလွန်ထိတ်လန့်တုန်လှုပ်ခါတေဘေးကိုစောင့်နေခဲ့ရပါတယ်ဒါပေမဲ့ဆရာတော်ကိုတော့မိစ္ဆာတွေကမစားကြသေးပါဘူးဘာကြောင့်လဲဆိုတော့ဆရာတော်ရဲ့ကိုယ်ပေါ်ကနေရွှေရောင်အလင်းတန်းတွေထွက်နေတဲ့အတွက်မိစ္ဆာတွေဟာဒါကတီလတမာရီရှိတဲ့ယဟန်မဲဆိုပြီးနောက်မှစားမယ်လို့ဆုံးဖြတ်ခဲ့တာပါဒီနေရာမှာကွယ်ရင်မဲတော်ပေးထားတဲ့နဝရသင်္ကန်းအကြောင်းလေးနည်းနည်းပြောချင်ပါတယ်ဒီသင်္ကန်းရဲ့တကိုးဟာ
မိစ္ဆာတွေဆရာတော်အနာမကတ်နိုင်အောင်လုပ်နိုင်ပါတယ်ဒီနေရာမှာတတိချက်စေချင်တာကပထမဦးဆုံးတွေးခဲ့တဲ့မိစ္ဆာတွေဟာတောတောင်နိုင်အဆင့်လောက်ပဲရှိတဲ့အဆင့်နှိမ်မိစ္ဆာတွေပါသူတို့မှတကက်နတ်ဖျားတွေရဲ့ရဟန္တာကိုရှင်နိုင်တဲ့အစွမ်းမရှိပါဘူးဒါပေမဲ့လန်ခီးမှာနောက်ထပ်တွေ့ရတဲ့မိစ္ဆာတွေဟာကောင်းကင်ဘုံကဆင်းလာတဲ့သူတွေဒါမှမဟုတ်နှစ်ပေါင်းထောင်ချီအောင်ကြင့်ကြံထားတဲ့အဆင့်မြင့်မိစ္ဆာတွေဖြစ်ကြပါတယ်သူတို့မှာကိုယ်ပိုင်မော်လက်နက်တွေရှိနေတဲ့အတွက်သင်္ကန်းရဲ့အချိန်ဝါကိုအတိုင်းအတာတစ်ခုထိခုခံနိုင်ကြပါတယ်နောက်တစ်ချက်ကသင်္ကန်းဆိုတာတန်ချက်ကအင်ကြီးမဟုတ်ပါဘူးဒီသင်္ကန်းရဲ့အစွမ်းကဘေးရန်ကင်းခြင်းဖြစ်ပါတယ်ဆိုလိုတာကမိစ္ဆာတွေဟာဆရာတော်ကိုတတ်လို့မရဘူးဆိုတာကချက်ချင်းစားလို့မရတာကိုဆိုလိုတာပါတတိထားကြည့်ရင်မိစ္ဆာတွေဟာထန်ဆန်းကိုဖမ်းသွားပြီးရင်ချက်ချင်းမစားနိုင်ကြပါဘူးအမြဲတမ်းရေချိုးအောင်မယ်မိစ္ဆာတွေကိုဖိတ်အောင်မယ်ဆိုပြီးကိစ္စတစ်ခုမဟုတ်တစ်ခုပေါ်လာရပြီးအချိန်ဆွဲနေကြတာဟာသင်္ကန်းရဲ့တကူကြောင့်ဆရာတော်ရဲ့အသားကိုလွယ်လွယ်နဲ့ထီပါလို့မရတာကြောင့်လည်းပါဝင်ပါတယ်ထန်ဆန်းကိုယ်တိုင်ကသင်္ကန်းကိုအမြဲမဝေချင်းဒါအရေးကြီးဆုံးချက်ပါခွေရင်မေတော်ကဒီသင်္ကန်းကိုတမာရီရှိတဲ့သူဝင်းရင်ဘေးကင်းမယ်လောဘကြီးတဲ့သူဝင်းရင်ဘေးတင်မယ်လို့မှားခဲ့ပါတယ်ထန်ဆန်းဆရာတော်ဟာအလွန်နှိမ့်ချတဲ့သူဖြစ်တာကြောင့်ဒီလောက်တန်ဖိုးကြီးတဲ့နတ်ဖျားသင်္ကန်းကိုလမ်းလျှောက်ရင်ဖုံတစ်ထောင်းနဲ့အမျက်မဝစ်ထားတတ်ပါဘူးသူဟာဒီသင်္ကန်းကိုအိတ်ထဲမှာပဲတေချာသိမ်းထားလေရှိပါတယ်အရေးကြီးတဲ့အခမ်းအနားတွေဘယင်တွေနဲ့တွေးတဲ့ခါမျိုးမှသာထုတ်ဝစ်တတ်တာပါဒါကြောင့်လမ်းမှာမိစ္ဆာတွေကရုတ်တရက်ဖမ်းတဲ့အခါသင်္ကန်းရဲ့ဓာတ်ရိုက်အကာအကွယ်ကိုမရလိုက်တာဖြစ်ပါတယ်ထန်ဆန်းဆရာတော်ဟာသူမြင်ခဲ့ရတဲ့သူ့တပည့်နှစ်ယောက်ရဲ့မြင်ကွင်းကြောင့်ဓာတိလိမတ်ဖြစ်နေခဲ့ပါတယ်အဲ့ချိန်မှာပဲအလင်းရောင်တစ်ခုပေါ်လာပြီးအဖိုးတယောက်ကဆရာတော်ကိုလာကယ်ခဲ့ပါတယ်အဲ့ဒီအဖိုးကသူ့ရဲ့တောင်ဝင်းနဲ့မြေကြီးကိုတစ်ချက်ခောက်လိုက်တဲ့အခါမိစ္ဆာတွေအားလုံးဟာလွင့်စင်သွားပြီးဆရာတော်ကဘေးကင်းရာအရက်ကိုရောက်ရှိသွားခဲ့ပါတယ်တကယ်တော့အဲ့ဒီအဖိုးဟာတောက်ကြကြိုနမင်းပဲဖြစ်ပါတယ်သူကဆရာတော်ကိုခရီးလမ်းမှာဒီထက်ကြောက်စရာကောင်းတဲ့မိစ္ဆာတွေအများကြီးရှိသေးတယ်စိတ်ကိုခိုင်ခိုင်ထားပါလို့မှားကြပြီးပျောက်ကွယ်သွားခဲ့ပါတယ်ဒါထန်ဆန်းဆရာတော်တပါးရဲ့အနောက်ဘက်ခီးကိုဆက်လျှောက်ဖို့ဖြစ်လာခဲ့တဲ့ပထမဦးဆုံးကြောင်းမက်ဖွဲ့စမ်းသပ်ချက်ပါပဲနောက်ပိုင်းမှာဟူခုံးနဲ့တွေ့တဲ့အခါဟူခုံးကဆရာမအရင်ကတပည့်တွေရှိခဲ့သေးလားလို့မေးတဲ့အခါထန်ဆန်းကဒီအဖြစ်အပျက်ကိုသတိရပြီးမျက်ရည်ကျခဲ့ရပါတယ်14နှစ်ကြာခီးချမ်းကိုဖျက်ကျော်ပြီးဗုဒ္ဓဘုရားစီကိုရောက်သွားတဲ့အခါမြတ်စွာဘုရားကသူတို့ရဲ့ကုသိုလ်ပါရမီအလိုက်ဘွယ်တူးကုံတူးတွေပေးအပ်ခဲ့ပါတယ်ထန်ဆန်းဆရာတော်ကိုတော့သင်ဟာငါဘုရားရဲ့တပည့်ရင်ဖြစ်ခဲ့ဘူးတယ်အရင်ဘဝတုန်းကတရားတော်ကိုမနာယူခဲ့လို့လူပြေကိုဆင်းပြီးဒုက္ခခံစေခဲ့တာဖြစ်တယ်ခုတော့သင်ဟာပိဋကတ်တော်ကိုပင့်ဆောင်ပြီးသာသနာပြုခဲ့တဲ့ကြီးမားသောကုသိုလ်ကြောင့်ဒီနေ့ကစပြီးစန္ဒကူဗုဒ္ဓအဖြစ်ဘွဲ့အမိတွင်စေလို့မိန့်ကြားခဲ့လိုက်ပြီးဗုဒ္ဓအဖြစ်တတ်မှတ်ပေးလိုက်ပါတော့တယ်ဝိထုရဲကထန်ဆန်းဆရာတော်အကြောင်းကတော့ဒီလောက်ပါပဲအခုတကယ်သမိုင်းတွေကထန်ဆန်းဆရာတော်အကြောင်းကိုဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်ကျွန်တော်တို့ထန်ဆန်းလို့သိထားတဲ့ဆရာတော်ရဲ့အငယ်နာမည်ကချန်ဟွေးဖြစ်ပါတယ်အသက်73နှစ်မှာရမ်းပြူတဲ့အခါမှာတော့ရွှမ်ကျန်းဆိုတဲ့ဘွဲ့အမိကိုရရှိခဲ့ပါတယ်ဒါကြောင့်သမိုင်းမှတ်တမ်းတွေမှာဆရာတော်ကိုဆရာတော်ရွှမ်ကျန်းလို့ပဲအဓိကမှတ်တမ်းတင်ထားတာပါဒါဆိုရင်ထန်ဆန်းဆိုတာဘယ်ကရောက်လာတာလဲပထမဆုံးထန်ဆိုတဲ့စကားလုံးဟာဆရာတော်နေထိုင်ခဲ့တဲ့ထန်မင်းဆက်ကိုရည်ညွှန်းတာပါထန်မင်းဆက်ဟာတရုတ်သမိုင်းမှာအင်အားကြီးဆုံးတဲ့ယဉ်ကျေးမှုထွန်းကားဆုံးခေတ်ဖြစ်ပါတယ်ဆရာတော်ဟာအိန္ဒိယကနေပြန်လာတဲ့အခါမှာထန်မင်းကြီးရဲ့အကြီးကျယ်ဆုံးဆရာတော်ဖြစ်လာခဲ့ပါတယ်ဒါကြောင့်တခြားနိုင်ငံတွေကဆရာတော်ကိုခေါ်တဲ့အခါထန်နိုင်ငံတော်ကဆရာတော်လို့ဂုဏ်ပြုပြီးခေါ်ရကနေထန်ဆိုတဲ့စကားလုံးပါလာတာဖြစ်ပါတယ် AD 900စုထန်မင်းဆက်ခေတ်မှာတရုတ်ပြည်မှာဗုဒ္ဓဘာသာအလွန်ထွန်းကားနေပါပြီ။ဒါပေမဲ့ပြဿနာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ကျမ်းစာတွေဟာဘာသာပြန်တာမပြည့်စုံတာမူရင်းနဲ့ကွဲလဲနေတာတွေဖြစ်နေပါတယ်။ဆရာတော်ရွှမ်ကျန်းဟာတရားဓမ္မတွေကိုလေ့လာရင်းနဲ့ငါတို့ဖတ်နေရတဲ့တရားတွေကတကယ်ပဲမြတ်စွာဘုရားဟောခဲ့တာဟုတ်ရဲ့လားဆိုတဲ့တန်တရားတွေဖြစ်လာပါတယ်။အဲ့ဒီခေတ်ကတရုတ်ပညာရှိတွေဟာတဦးနဲ့တဦးအယူဆတွေငင်းခုန်နေကြပေမဲ့ဘယ်သူမှအဖေမှန်ကိုမပေးနိုင်ကြပါဘူး။ဒါကြောင့်ဆရာတော်ဟာအဖေမှန်ကိုသိကျင်မူရင်းကျမ်းစာတွေရှိတဲ့ဗုဒ္ဓပွင့်တော်မူရာအိန္ဒိယကိုသွားမှဖြစ်မယ်လို့ဆုံးဖြတ်ခဲ့တာပါဒါဟာဘာသာရေးရသွားတာထက်အမှန်တရားကိုရှာဖွေဖို့သွားခဲ့တာဖြစ်ပါတယ်အဲ့ချိန်ကထန်မင်းကြီးဟာနိုင်ငံခြားကိုခီးသွားလာခွင့်လုံးဝပိတ်ပင်ထားပါတယ်ဆရာတော်ကခွင့်ပြုချက်တောင်းပေမဲ့လည်းပယ်ချခံခဲ့ရပါတယ်ဒါပေမဲ့ဆရာတော်ကတရားရှာဖို့အတွက်ဆိုရင်ငါးသက်ကိုတောင်စတေးနိုင်တယ်လို့ဆိုပြီး AD 629မှာနိုင်ငံတော်အမိန့်ကိုဖီဆန်ပြီးတရုတ်ပြည်ကနေခိုးထွက်ခဲ့ပါတယ်ဆရာတော်ဟာတမန်ရန်တပတ်မဟုတ်တော့ပဲဖန်ဝရန်ထုတ်ခံထားရတဲ့ဝရန်ပြေးတယောက်အနေနဲ့ခရီးစဉ်စတင်ခဲ့ရတာပါ
ဆရာတော်ရွှန်ကျန်းဟာတရုတ်ပြည်ကနေခိုးထွက်လာပြီးတဲ့နောက်ကွာကျိုးလို့ခေါ်တဲ့နယ်သက်မြို့လေးကိုရောက်လာပါတယ်။အဲဒီမှာဆရာတော်ဟာမြစ်ကိုဖျက်ဖို့နဲ့ဂန္ဓာထဲမှာလမ်းပြဖို့အတွက်လူယုံတော်တယောက်ရှာနေခဲ့ပါတယ်။အဲဒီအချိန်မှာရှီပန်ထော့ဆိုတဲ့လူမျိုးကြားတယောက်ဟာဆရာတော်ရှိရောက်လာပြီးတပည့်အဖြစ်ခံယူပါတယ်။သူဟာအရက်ရှည်ရှည်အမွေးမြင့်ထူထူနဲ့တိုင်းပညာတတ်သူတယောက်ပါ။ဆရာတော်ဟာအားရဝမ်းသာနဲ့သူ့ကိုတပည့်အဖြစ်လက်ခံပြီး၅ပါးသီလပေးခဲ့ပါတယ်။ဒါဟာပုံပြင်ထဲကဝူခုံးကိုတပည့်ဖြစ်စတင်လက်ခံခဲ့တဲ့အခန်းရဲ့မူရင်းသမိုင်းစစ်ပါပုံပြင်ထဲကဝူခုံးကိုတွေးတဲ့အခန်းဟာဒီဇာတ်ကြောင်းကိုမှီညမ်းပြီးရေးသားထားတာလို့ဆိုကြပါတယ်ဒါပေမဲ့ခရီးစထွက်ပြီးမကြခင်မှာရှီပန်ထော့ဟာစိတ်ပြောင်းသွားပါတယ်ရှေ့မှာရှိတဲ့တဲကနာယာကြီးရဲ့ကြောက်စရာကောင်းပုံနဲ့အစိုးရကဝရမ်းထုတ်ထားတယ်ဆိုတာကိုသူသိသွားတဲ့အခါဆရာတော်ကိုခေါ်သွားရင်သူပါအသက်ခံရမယ်ဆိုတာကိုကြောက်လာခဲ့ပါတယ်တညမှာတော့ဆရာတော်တရားထိုင်နေစဉ်မှာရှီပန်ထော့ဟာဓာတ်ကိုဆွဲထုတ်ပြီးဆရာတော်စီကိုတဖြည်းဖြည်းချင်းကပ်လာခဲ့ပါတယ်။သူဟာဆရာတော်ကိုတပ်ပြီးမြင်းတဲ့ပစ္စည်းတွေကိုယူကထွက်ပြေးဖို့ကြံစီနေတာပါ။ဆရာတော်ကအန်ဒရယ်ကိုသိနေပေမဲ့မျက်လုံးကိုမှိတ်ပြီးတည်ငြိမ်စွာနဲ့ပဲတရားကိုဆက်မှတ်နေခဲ့ပါတယ်။ဆရာတော်ရဲ့ထူးခြားတဲ့တည်ငြိမ်မှုကိုမြင်တဲ့အခါရှီပန်ထော့ဟာကြောက်စိတ်ဝင်ပြီးဓာတ်ကိုပြန်သိမ်းကနောက်ဆုတ်သွားခဲ့ပါတယ်။နောက်နေ့မနေ့မှာတော့သူဟာဆရာတော်ကိုလမ်းထဲမှာထားခဲ့ပြီးထွက်ပြေးသွားပါတော့တယ်။ရှီပန်ထော့ထွက်ပြေးသွားပြီးတဲ့နောက်ဆရာတော်ဟာဂန္ဓာရကိုပြတ်ဖို့မြင်းတကောင်လိုအပ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလမ်းမှာအဖိုးကိုတယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။အဖိုးကဆရာတော်ကိုဒီလိုတတိပေးပါတယ်။ဒီဂန္ဓာရဟာတင်မင်းတမန်နေရပဲ။လမ်းမှာအယိုးစုတွေပဲရှိတယ်။အတင်တကယ်သွားမှလား။ဆရာတော်ကမဆုံးမနစ်တဲ့စိတ်နဲ့သွားမယ်လို့ပြောတဲ့အခါအဖိုးကသူ့ရဲ့မြင်းအိုကြီးကိုဆရာတော်ရဲ့မြင်းအသစ်နဲ့လဲဖို့အကြံပေးခဲ့ပါတယ်။အဖိုးကငါရဲ့ဒီမြင်းအိုကြီးဟာကြည့်ရတာစိုးပေမဲ့သူဟာဒီကန္နာရကို15ကြိမ်ထက်မကဖြတ်ကျော်ဘူးတယ်။သူဟာလမ်းတွေကိုသိတယ်။ရေရဲ့အနှံ့ကိုခံစားနိုင်တယ်။တင်အသက်ရှင်ခြင်းနဲ့ဆိုရင်ဒီမြင်းကိုယူသွားပါဆိုပြီးပေးလိုက်ပါတယ်။ဒါဟာဆရာတော်အတွက်တော့နတ်ဖျားတွေကပေးတဲ့လက်ဆောင်ပါပဲ။အဲ့ဒီနောက်ဆရာတော်ဟာမြင်းအိုကြီးကိုစီးပြီးရှေ့ဆက်ခဲ့ပါတယ်။ဒါပေမဲ့၄ရက်မြောက်နေ့မှာရေဘူးမောက်သွားတဲ့အချိန်မှာတော့ဆရာတော်ဟာတေချင်းတရားနဲ့ရင်ဆိုင်ရပါတော့တယ်။ဆရာတော်ဟာအားပြက်ပြီးတဲပြင်ပေါ်မှာလဲကျနေချိန်မှာမြင်းအိုကြီးဟာမတ်တက်ရက်နေသေးပါမြင်းအိုကြီးဟာရုတ်တရက်သူ့ရဲ့ဇက်ကျိုးကိုဆရာတော်ကဆွဲကင်မိအောင်လုပ်ပြီးအားရင်ကုန်ခန်းနေတဲ့ဆရာတော်ကိုတရွတ်တိုက်ဆွဲပြီးခေါ်သွားခဲ့ပါတယ်မိုင်ပေါင်းများစွာဝေးတဲ့နေရာကစမ်းရည်တွင်ကိုမြင်းအိုကြီးကအနက်ခံပြီးရှာတွေ့သွားခဲ့တာပါအကယ်၍အဲ့ဒီနေ့ကဆရာတော်သားမြင်းအိုကြီးကိုမစီးပဲတခြားမြင်းကောင်းသားကိုစီးခဲ့ရင်ဂန္ဓာထဲမှာတင်လမ်းပြောက်ပြီးတေဆုံးသွားမှတေးကြပါတယ်တဲဂန္ဓာကိုလွန်တော့ကောင်းချမ်းပြည်ကိုရောက်လာခဲ့ပါတယ်ဘရင်ချူဝမ်ထိုက်ဟာဆရာတော်ကိုကြည်ညိုလွန်းလို့သူ့ပြင်မှာပဲတသက်လုံးနေဖို့အတင်းဆွဲခေါ်ထားခဲ့ပါတယ်ဆရာတော်ကမေတ္တာရက်ခံပေမဲ့မရတဲ့ဆုံးမှာ3ရက်တိုင်တိုင်အစာမစားပဲဆန္ဒပြခဲ့ပါတယ်ဆရာတော်ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုမြင်တော့မှဘရင်ကလက်လျှော့သွားပြီးခရီးစဉ်အတွက်ရွှေငွေတွေအလောက်ကျွေးပြုစုသူ25ယောက်နဲ့အတူတာမဏေတပည့်4ပါးကိုအဖော်ပြစ်ထည့်ပေးလိုက်ပါတယ်ကောင်းချမ်းကထွက်လာပြီးတဲ့နောက်ဆရာတော်နဲ့သူ့ရဲ့အဖွဲ့ဟာအမြင့်ပေ14000ကျော်ရှိတဲ့တီရန်ရှမ်းတောင်ခြေကိုရောက်ရှိလာခဲ့ပါတယ်ဒီတောင်တန်းဟာကောင်းကင်ရန်ထိထိုးထွက်နေပြီးတစ်နှစ်ပတ်လုံးဘယ်တော့မှအရေးမပြောတဲ့ရေခဲလွှာကြီးတွေနဲ့ဖုံးလွှမ်းနေတာပါဆရာတော်ရဲ့မှတ်တမ်းအရဒီတောင်တန်းကိုဖြတ်ကျော်ရတဲ့9ရက်တာကာလဟာပုံပြင်ထဲကမိစ္ဆာတွေထက်ပိုပြီးရက်ဆက်တဲ့ငရဲကန်းတစ်ခုလိုပါပဲဆရာတော်တို့ဖွဲ့ဟာပေပေါင်း14000ကျော်မြင့်တဲ့ဘီတဲ့တောင်ကြားကိုတက်ကြရတာပါအဲ့လောက်မြင့်တဲ့နေရာမှာလေတူးကပါလာလွန်းလို့ခြေလန်းတလန်းလှမ်းတိုင်းအသက်ရှူရတာရင်ဘတ်ထဲမှာမီးသားနဲ့ထိုးတယ်လို့နာကျင်ရပါတယ်ဆရာတော်နဲ့အတူပါလာတဲ့တပည့်လေးတွေဟာအောက်ဆီဂျင်ပြတ်လက်ပြီးမူးဝေလာကြပါတယ်ဒါပေမဲ့သူတို့မှနားနေဖို့အချိန်မရှိပါဘူးခဏလေးရန်နားလိုက်တာနဲ့ပြင်းထန်တဲ့အေးဒဏ်ကြောင့်ခန္ဓာကိုယ်ဟာအေးခဲပြီးကြောက်ရွံ့လို့ဖြစ်သွားနိုင်လို့ပါသူတို့ဟာတမန်မြေပြင်ပေါ်မှာရှောက်နေရတာမဟုတ်ပဲအလွန်ချောတဲ့ရေခဲမြစ်ကြီးတွေပေါ်မှာရှောက်နေရတာပါခြေချော်လိုက်တာနဲ့ပေထောင်ကြီးနဲ့တဲ့ကြောက်ထဲကိုပြုတ်ကျသွားနိုင်ပါတယ်ဆရာတော်ဟာမြင်းဆက်ကြိုးကိုတင်းတင်းကင်ပြီးဟာရရတုတ်ကိုရွတ်ဆိုရင်းစိတ်ကိုတည်ငြိမ်အောင်ထားခဲ့ရပါတယ်ဒါပေမဲ့တဘာဝတရားကတော့မညာတာခဲ့ပါဘူးပြင်းထန်တဲ့နှင်းမုန်တိုင်းတွေကြောင့်မျက်စိရှိတထောင်กว่าတောင်မမြင်ရပဲရှေ့ကလူရဲ့အဝိစာကိုကင်ပြီးဒီရုတ်တိုက်လျှောက်ခဲ့ရပါတယ်ညဘက်ရောက်တဲ့အခါအေးဒဏ်ကအနှုတ်30-40အထိကြာဆင်းသွားပါတယ်ထင်းမရှိတဲ့အတွက်မီးမဖို့နိုင်တယ်လို့ရေခဲဥတောင်အေးဖြောတောက်ဖို့မလွယ်ကူပါဘူးပထမညမှာတင်ဆရာတော်ရဲ့ပြုစုဆောင်ရှောက်မှုအောက်မှာရှိနေတဲ့တာမဏေလေး၄ပါးတွေက2ပါးဟာအေးဒဏ်ကိုမခံနိုင်မဲ့အိပ်ပျော်နေရင်တောင်ပေါ်မှာတင်ပြန်လုံတော်မူသွားခဲ့ပါတယ်နောက်ရက်တွေမှာလည်းဆ
ဆရာတော်ကိုကာကွယ်ပေးခဲ့တဲ့စစ်သည်တွေကတယောက်ပြီးတယောက်ဟာအေးခဲပြီးလဲကျကြံရစ်ခဲ့ပါတယ်ဆရာတော်ဟာသူတို့ရဲ့အလောင်းတွေကိုတောင်ကောင်းကောင်းမွန်မွန်မတကြုံနိုင်ခဲ့ပဲနှင်းတွေထဲမှာထားခဲ့ရတာကြောင့်မျက်ရည်တွေဟာပါးပြင်ပေါ်မှာတင်ရေခဲခဲခဲ့ရပါတယ်လူတွေတင်မကပါဘူးပစ္စည်းတယ်လာတဲ့မြင်းတွေနဲ့နွားတွေဟာလည်းရေခဲပြင်ပေါ်မှာခြေချော်ပြီးကြောက်ထဲကျသေးတာအေးမိပြီးသေးတာတွေကြောင့်တဝက်ကျော်ဆုံးရှုံးခဲ့ရပါတယ်ဆရာတော်ရဲ့မှတ်တမ်းမှာလမ်းတစ်လျှောက်လုံးဟာတေဆုံးသွားတဲ့လူတွေနဲ့တိရစ္ဆာန်တွေရဲ့အယိုးစုတွေအလောင်းတွေနဲ့ပြည့်နေနေတယ်လို့ဖော်ပြထားပါတယ်ဒါဟာပုံပြင်ထဲကမိစ္ဆာချင်းထက်ပိုပြီးထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းမှာခုနှစ်မြောက်နေ့မှာတော့ဆရာတော်နဲ့အသက်ရှင်ကျန်ရစ်တဲ့တပည့်ချို့ဟာတောင်တန်းကြီးရဲ့တပည့်ချမ်းကိုရောက်ရှိလာပါတယ်သူတို့အားလုံးဟာအဝတ်စားတွေစုပ်ပြက်မျက်နှာတွေကလည်းနှင်းကြိုက်ပြီးပိန်ချုံနေကြပါတယ်ဒါပေမဲ့ဆရာတော်ရဲ့မျက်လုံးထဲမှာတော့အိန္ဒိယကိုရောက်တော့မယ်ဆိုတဲ့ယုံကြည်ချက်အလင်းရောင်ဟာတောက်ပနေသေးပါဒီနှင်းတောင်ခကြီးဟာဆရာတော်အတွက်တော့ခန္ဓာကိုယ်ကိုစွတ်လွန်ပြီးဝိညာဉ်ကိုစမ်းသပ်တဲ့ကြီးမားဆုံးသောစမ်းသပ်မှုကြီးဖြစ်ခဲ့ပါတယ်အိန္ဒိယကိုရောက်တဲ့အခါမှာလဲဘေးဒုက္ခမပြီးသေးပါဘူးခင်းကာမြင့်မှာဓမြတွေရဲ့ဖန်ဆီးခြင်းကိုခံရပြီးနတ်ဖျားမကိုပူဇော်ဖို့ရစ်ပလင်ပေါ်တင်ခံခဲ့ရပါတယ်ဆရာတော်ကငါ့ကိုတတ်မယ်ဆိုရင်ခဏလောက်တော့ချိန်ပေးပါငါဖျားကိုအာယုံပြုပြရစေဆိုပြီးဒီငိမ်စွာတရားထိုင်နေစဉ်မှာပဲရုတ်တရက်မုံတိုင်းကြီးကျလာခဲ့ပါတယ်ဒါအောင်မြင်တဲ့ဓမြတွေဟာကြောက်လန့်ပြီးဆရာတော်ကိုခွင့်လွှတ်ဖို့တောင်းပန်ကတပည့်ဖြစ်ခွင့်တောင်းခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဆရာတော်ဟာနာလနန္ဒတက္ကသိုလ်ကိုရောက်ရှိခဲ့ပြီး9နှစ်တိုင်တိုင်ပညာသင်ယူခဲ့ပါတယ်သူဟာအိန္ဒိယတခွင်မှာအတော်ဆုံးပညာရှိဖြစ်လာခဲ့ပြီးအိန္ဒိယပညာရှိ3000ကျော်နဲ့တရားပြိုင်ရမှာဘယ်သူမှမရှင်နိုင်တဲ့အထိအောင်မြင်ခဲ့ပါတယ်အိန္ဒိယဘုရင်ကြီးဟာရှာကိုယ်တိုင်ဆရာတော်ကိုစင်ပြူတော်စီခိုင်းပြီးတခမ်းတနာဂုံပြုခဲ့ပါတယ် AD 645မှာဆရာတော်ဟာကျမ်းစာ658ကျမ်းကိုတည်ပြီးတရုတ်ပြည်ကိုပြန်ရောက်ခဲ့ပါတယ်အရင်ကဝရမ်းထုတ်ခဲ့တဲ့ထမ်းမင်းကြီးကိုယ်တိုင်မြို့ပြင်ကနေထွက်ကြိုခဲ့တာပါဆရာတော်ဟာဘဝရဲ့နောက်ဆုံးချိန်တွေကိုကျမ်းစာဘာသာပြန်ရင်ကုံဆုံးခဲ့ပါတယ်သူကိုယ်တိုင်ရေးသားခဲ့တဲ့အနောက်ဘက်ဒေသမှတ်တမ်းဟာဒီနေ့ထိအိန္ဒိယသမိုင်းကိုပြန်လည်ဖော်ထုတ်ရမှာအရေးပါဆုံးအထောက်အထားဖြစ်နေပါတယ်ထန်ဆန်းသို့မဟုတ်ဆရာတော်ရွှန်ကျန်းရဲ့18နှစ်ကြာခီးစဉ်ဟာကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးခဲ့ပါတယ်အဲ့ဒါကတော့လူတစ်ယောက်မှာခိုင်မာတဲ့ယုံကြည်ချက်နဲ့ဇွဲလုံးလာတာရှိမယ်ဆိုရင်တဘာဝတရားရဲ့ဘေးအန္တရာယ်တွေတင်ကြီးတရားတွေနဲ့အတားအဆီးတွေအားလုံးကိုကြော်ဖြတ်နိုင်တယ်ဆိုတာပါပဲပုံပြင်ထဲကဝူခုံးရဲ့မော်တက်တွေထက်ဆရာတော်ရဲ့စိတ်ဓာတ်ကပိုပြီးစွမ်းထက်တယ်ဆိုတာဒီခီးစဉ်ကတက်တည်ပြနေပါတယ်ထန်ဆန်းရဲ့တမိုင်းကြောင်းကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုစောင်းထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကြိုက်နှစ်တက်တဲ့ဆိုရင် like and subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့အောင်ကျေးဇူးတင်ပါတယ်